ဒီဇလန်ဟာတိတ်ဆိတ်တဲ့တောင်တန်းဒေသတစ်ခုမှာစတင်ပါတယ်။အဲ့ဒီနေရာမှာ Crow လို့ခေါ်တဲ့ထူးဆန်းတဲ့ကောင်လေးတစ်ယောက်သူ့မိသားစုနဲ့အတူနေထိုင်နေပါတယ်။ Crow ဟာတာမန်ကောင်လေးမဟုတ်ပါဘူး။သူကတိရစ္ဆာန်အဖြစ်ပြောင်းလဲနိုင်တဲ့သူဖြစ်ပါတယ်။အချိန်များစုမှာတော့သူဟာဖူးမှာတောကြောင်ကြီးအဖြစ်နေတတ်ပါတယ်။လူဖြစ်လဲပြောင်းနိုင်ပေမဲ့သူ့မိသားစုကအဲ့ဒီလိုမကြာခဏမလုပ်စေချင်ပါဘူး။ Crow ကရဲ့ဘဝမှာတင်းကျပ်တဲ့စီးမြင်တစ်ခုရှိပါတယ်။လူသားတွေနဲ့မနီးကပ်ရဘူးသူ့မိသားစုကလူသားတွေအန္တရာယ်ရှိတယ်လို့ယုံကြည်ကြပါတယ်အဲ့ဒါကြောင့်သူတို့ဟာလူတွေထံကနေဝေးနေပြီးတောင်တန်းတွေထဲမှာလှုပ်ဝက်နေထိုင်ကြတာပါဒါပေမဲ့ Crow ကြီးလာတယ်လို့သူ့ရဲ့သိကျင်စိတ်လည်းပိုများလာပါတယ်ဘာကြောင့်ငါတို့သူတို့ကိုရှောင်နေရတာလဲတနေ့မှာတော့ Crow ဟာအဲ့ဒီစီးမြင်ကိုချိုးဖောက်လိုက်ပါတယ်သူ့မိသားစုကိုထားခဲ့ပြီးလူသားလောကထဲကိုဝင်လာခဲ့ပါတယ်သူစဉ်းစားမိလာတယ်လူသားတွေဆိုတာတကယ်ဘလို့လူတွေလဲမကြခင်မှာပဲလူသားဇနီးမောင်နှံတယောက်ကသူ့ကိုတွေးလိုက်ပါတယ်သူတို့က Crow ကိုလမ်းပြောက်နေတဲ့ကလေးလေးတယောက်လို့ထင်ကြပါတယ်သူ့ကိုတနာလို့အိမ်ခေါ်သွားပြီးမွေးစားသားအဖြစ်ခေါ်ယူဖို့ဆုံးဖြတ်လိုက်ကြပါတယ်အခုတော့ Crow ဟာလူသားမိသားစုအသစ်တစ်ခုရရှိသွားပါပြီနှွေးထွေးတဲ့အိမ်တစ်လုံးညီကိုမောင်နှမတွေပါရှိလာပါတယ်အစမှာတော့အရာအလုံးပုံမှန်လိုပဲဖြစ်နေပါတယ်တမနက်မှာမနက်စာစားနေချိန် Crow ကသတင်းကြည့်နေပါတယ်သတင်းထဲမှာစိတ်မချမ်းသာစရာအဖြစ်အပျက်တွေကိုပြောနေပါတယ်တိရစ္ဆာန်တွေအလွန်ထူးဆန်းစွာလူတွေကိုတိုက်ခိုက်နေကြတယ်တိရစ္ဆာန်မျိုးစုံနဲ့ပတ်သက်တဲ့မတော်တဆမှုတွေဖြစ်နေတယ်။ဘာကြောင့်ဖြစ်နေတယ်ဆိုတာကိုတော့ဘယ်သူမှမသိပါဘူး။ဒီသတင်းကိုကြည့်ပြီး Crow ရဲ့စိတ်ထဲမှာမအေးချမ်းတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအရာတွေဟာသူ့အတွက်အယမ်းကိုရင်းနှီးတယ်လို့ခံစားနေရပါတယ်။အဲ့ဒီနေ့မှာပဲ Crow ဟာသူ့ကြောင့်တစ်ကိုသွားဖို့ပြင်ဆင်ပါတယ်။သူ့မွေးစားဖခင်နဲ့ညီကိုမောင်နှမတွေကိုနှုတ်ဆက်ပြီးသူ့မိခင်ငယ်နဲ့ကားစီးသွားပါတယ်။သူ့ညီမ Melody လည်းကားခီးကိုမလွတ်ချင်လို့အတူလိုက်လာပါတယ်။လန်ခီးတွင်းမှာ Crow တစ်ခုထူးဆန်းတာကိုသတိထားမိပါတယ်အနက်ရောင်ကာကွယ်နှကောင်ကားအပေါ်မှာပြန်နေပြီးသူတို့ကိုစက်တိုက်လိုက်နေပါတယ်သူတို့ကမပြောက်သွားဘူး Crow စဉ်းစားမိတယ်သူတို့လည်းငါလို shape shift တွေဖြစ်နိုင်မလားညအချိန်မှာမိသားစုကဟိုတယ်လေးတစ်ခုမှာရက်ပြီးအနားယူကြပါတယ် Crow ကအဲ့ဒီထူးဆန်းတဲ့ခံစားချက်ပျောက်သွားမယ်လို့မျှော်လင့်ပါတယ်ဒါပေမဲ့မပျောက်ပါဘူးညနေတဲ့အချိန်မှာထူးဆန်းတဲ့အတန်တစ်ခုကြောင့်သူနိုးလာပါတယ်သတင်းပေါက်ကိုတွားကြည့်လိုက်တဲ့အခါသူ့ကိုအံ့အားသင့်စေတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ပါတယ်ဝန်ပလွေတစုလမ်းပေါ်ကနေပြေးလာပြီးအမောင်လမ်းကြားတစ်ခုတည်းကိုဝင်သွားပါတယ်။တစ်ချိန်တည်းမှာပဲအနာကအဆောက်အဦတစ်ခုမှာမီးတွေအလုံးပိတ်သွားပါတယ်။ Crow ရဲ့နှလုံးခုန်နှုန်းမြန်လာပါတယ်။ဒီအရာတွေဟာပုံမှန်မဟုတ်ဘူးဆိုတာသူသိပါတယ်။နောက်နေ့မနက်မှာမိသားစုကဆက်လက်ခီးထွက်ပြီးအချိန်တော်ကြာပြီးနောက် Clearwater High School ကိုရောက်ရှိလာပါတယ်။ Crow ကကားထဲကဆင်းလိုက်တဲ့အခါချက်ချင်းပဲရပ်တန့်သွားပါတယ်။သူတို့ကိုလမ်းတစ်လျှောက်လိုက်လာတဲ့ကာကွယ်နှကောင်ဟာအခုတော့ចောင်းသားတွေဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာ Crow သဘောပေါက်သွားပါတယ်။သူထင်တာမှန်နေခဲ့ပါတယ်။မကြခင်မှာကျောင်းအုပ်လက်ဆက်ကသူတို့ကိုကြိုဆိုပြီး Crow ကိုလိုက်လဲခေါ်ဆိုပါတယ်။သူအနာကိုမေးပါတယ်။ဒီကောင်လေးကိုဘလို့တွေးခဲ့တာလဲ။အန်နာကသူတွေးခဲ့ပုံကိုပြောပြပါတယ်။တစ်ချိန်လုံးကသူကလူမှုဝန်ထမ်းလုပ်နေစဉ်အနေရရှိတဲ့ကလေးတစ်ယောက်အကြောင်းဖုန်းလာခဲ့တဲ့သူသွားတွေ့တဲ့အခါ Crow ဟာကြောက်လန့်နေပြီးတုန်ခါနေခဲ့တယ်။သူ့ကိုမထားခဲ့နိုင်လို့အိမ်ခေါ်သွားပြီးနောက်ဆုံးမှာသူ့ခင်ပွန်းကိုအမြဲပြောပြီးမွေးစားခဲ့ပါတယ်။ Crow ကြီးလာတာနဲ့မြို့မှာအမြဲမတူညီတယ်လို့ခံစားရတတ်ပါတယ်။အလဲတန်းကျောင်းတက်ချိန်မှာအန်နာက Clearwater High ကဖိတ်ကြားစာတစ်စောင်ရရှိခဲ့ပါတယ်။သူမယုံကြည်ပါတယ်ဒီကျောင်းမှာ Crow ကအတွက်မိတ်ဆွေတွေရလာပြီးနေရာတစ်ခုရှာတွေ့နိုင်မယ်လို့နောက်တော့ Lisa က Crow ကိုတယောက်တည်းစကားပြောဖို့ခေါ်ပါတယ်။အဲ့ဒီမှာသူမကအမှန်တရားကိုပြောပါတယ်။ဒီကျောင်းမှာလူတိုင်းဟာ shape shift တွေပါအခုတော့ Crow ဟာသူ့ကိုယ်မဖုံးကွယ်တော့ရပါဘူးသူ့ဘဝထဲမှာပထမဆုံးအကြိမ်သူတကယ်ပိုင်ဆိုင်တဲ့နေရာတစ်ခုကိုရှာတွေ့တယ်လို့ခံစားရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကျောင်းအော်လန်အဝမ်ကရုတ်တရက်မြည်လာပါတယ် Lisa ကပြေးထွက်သွားပြီးဘာဖြစ်နေလဲကြည့်ပါတယ်အဲ့ဒီအချိန်မှာ Anna နဲ့ Melody ဟာကျောင်းရဲ့မဝင်ရတဲ့နေရာတွေကိုဝင်လာနေကြတာကိုတွေ့လိုက်ပါတယ် Lisa ကချက်ချင်းပဲသူတို့ကိုကျောင်းထဲကထုတ်ပို့ဖို့အမိန့်ပေးလိုက်ပါတယ်ကျောင်းထဲမှာတော့ Crow အံ့အားသင့်နေပါတယ်အရမ်းများတဲ့ shape shift တွေကိုပထမဆုံးအကြိမ်တွေ့နေရတာပါအဲ့ဒီအချိန်မှာ Jeffrey နဲ့သူ့ဝန်ပလွေအုပ်စုနဲ့တိုက်မိပါတယ်အခြေအနေချက်ချင်းပဲတင်းမာသွားပါတယ်တိုက်ခိုက်မှုဖြစ်တော့မလို့ဖြစ်နေပါတယ်ဒါပေမဲ့ James ကကြားဝင်ပြီးအခြေအနေကိုရပ်တန့်စေလိုက်ပါတယ်